ဒီလူကကားမတော်တဆမှုဖြစ်ပြီးတေဆုံးသွားပါတယ်ဒါပေမဲ့တေပြီးနောက်မှာသူဟာမထင်မှတ်ပဲစမတ်ဖုန်းတစ်လုံးအဖြစ်ပြောင်းလဲသွားပါတယ်သူကိုယ်တိုင်လော့ကိုဖြီးပြီးကင်မရာဖွင့်ကကောင်းကင်ကိုဓာတ်ပုံရိုက်လိုက်ပါတယ်အဲ့ဒီဓာတ်ပုံကိုလိုင်းပေါ်တင်ပြီးငါကစမတ်ဖုန်းဖြစ်သွားပြီးအားက15%ပဲကျန်တော့တယ်လို့ရေးထားပါတယ်သူတီနေရာကိုလည်းထည့်ရေးထားပြီးဘယ်သူမဆိုတွေ့ရင်အသွင်းပေးပါစုငွေပေးပါမယ်လို့ပြောထားပါတယ်လူတွေကမြင်တော့ဟာသားလို့ပဲသဘောထားပြီးပေါ့ပေါ့လေးပဲတွေးကြပါတယ်နောက်နေ့မှာအားက3%ပဲကျန်တဲ့အချိန်မှာကြော်ကြီးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဖုန်းကိုရှာတွေ့သွားပါတယ်သူကအိမ်ကိုယူသွားပြီးအသွင်းလိုက်ပါတယ်ဖွင့်လိုက်တော့ဖုန်းကလော့ကျနေပါတယ်ဒါပေမဲ့ရုတ်တရက်သူ့ပါသူလော့ဖြေသွားပြီးစကားတွေစတင်ပြောလာပါတယ်ကောင်လေးကလမ်းဖြန့်သွားပါတယ်ဖုန်းကလိုင်းပေါ်တက်ပြီးအလိုလျောက်ရှာဖွေကသူ့နာမည်မှာဦးချမ်းဖြစ်ကြောင်းဤပညာကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်ကြောင်းရှင်းပြပါတယ်ကြော်ကြီးကတယောက်ကငါ့ကိုလှည့်စားနေတာပဲလို့ထင်နေပါတယ်သူ့ကိုယုံကြည်စေဖို့ဦးချမ်းကဘဏ်အကောင့်နံပါတ်ကိုထည့်ခိုင်းလိုက်ပြီးအခုချက်ချင်း300ပို့ပေးမယ်လို့ပြောပါတယ်ကြော်ကြီးကထည့်လိုက်တာနဲ့သူ့ဘဏ်ထဲမှာရုတ်တရက်300ပေါ်လာပါတယ်သူအလွန်အံ့ဩသွားပါတယ်ဦးချမ်းကငါ့ကိုကူညီမယ်ဆိုရင်1000ပေးမယ်လို့ပြောပါတယ်ကြော်ကြီးကတကယ်ကုမ္ပဏီပိုင်ရှင်ဆိုရင်ငါ့ကိုအလုပ်အရင်ပေးပါလို့တောင်းဆိုလိုက်ပါတယ်ဦးချမ်းကချက်ချင်းသဘောတူပြီးကြော်ကြီးကိုကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်အောင်လုပ်ပေးလိုက်ပါတယ်အလုပ်သွားရလမ်းမှာကြော်ကြီးကဝန်ထမ်းတွေကသူ့ကိုမယုံလောက်ဘူးထင်ပြီးလို့စိုးရိမ်နေပါတယ်ဒါပေမဲ့ဦးချမ်းကငါညွှန်ကြားချက်အတိုင်းလိုက်လုပ်ရုံပဲလို့ပြောပါတယ်ပထမဆုံးကြော်ကြီးကိုအဝတ်စားအသစ်ဝယ်ခိုင်းပါတယ်အဝတ်စုံ8စုံဝယ်ပြီးစိန်ကြတဲ့ဟိုတယ်မှာနေပါတယ်ရုံးကိုရောက်တဲ့အချိန်မှာဝန်ထမ်းတွေအားလုံးဥညွတ်ပြီးကြိုဆိုကြပါတယ်ကြော်ကြီးကကိုမှန်တင်ပြီးဒီလိုမလိုအပ်တာတွေမလုပ်နဲ့မကြိုက်ဘူးလို့တဲ့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်လာပြီးသူ့ကိုမိတ်ဆက်ပါတယ်သူမနာမည်ကမိနီဖြစ်ပြီးသူ့ရဲ့အတွင်းရေးမှုဖြစ်ကြောင်းပြောပါတယ်ကြော်ကြီးကဥက္ကဋ္ဌရုံးခန်းတကားကိုရောက်တဲ့အချိန်မှာအရန်စိတ်လှုပ်ရှားသွားပါတယ်အထဲဝင်လိုက်တော့ရုံးခန်းအရွယ်စားကြီးလွန်းလာကြောင်းစွန့်သွားပါတယ်အလုပ်ပြီးသွားတဲ့အချိန်မှာဦးချမ်းကကြော်ကြီးကိုသူ့အိမ်ဟောင်းကိုသွားခိုင်းပါတယ်သူ့ရဲ့သမီးကိုမြင်ကျင်လို့ပါကြော်ကြီးထွက်မဲ့အချိန်မှာအိမ်ရဲ့အစေခံတယောက်ကရုတ်တရက်အပြင်ထွက်လာပြီးစိတ်မတည်မငြိမ်တဲ့ကားကိုမောင်းထွက်သွားပါတယ်ဦးချမ်းကအဲ့ဒီလူကိုလိုက်ကြည့်လို့ပြောပါတယ်သူကမတော်တဆမှုနဲ့ဆက်နွယ်နေမယ်လို့တန်တရားရှိနေပါတယ်မကြခင်အဲ့ဒီအစေခံကကော်ဖီဆိုင်တစ်ခုထဲဝင်သွားပါတယ်ကြော်ကြီးကလည်းအနီးကပ်လိုက်သွားပါတယ်ဒါပေမဲ့အဲ့ဒီအစေခံတွေ့နေတဲ့လူကိုမြင်လိုက်တဲ့အခါကြော်ကြီးလုံးဝအံ့ဩသွားပါတယ်